မေမေစိတ်မပူနဲ့တော့သမီးမကြခင်ပြန်လာခဲ့မယ်အေးမေမေလာကြိုပေးရမလားရှင်းဝမ်ကစိတ်အလိုအလျောက်ရှိနီယန်ကိုလှမ်းကြည့်လိုက်ပြီးခေါင်းခါပြလိုက်တယ်အခုတက်စီနဲ့ပဲပြန်လာခဲ့လိုက်မယ်ဖုံးချပြီးတဲ့နောက်ရှိနီယန်ကဆိုင်ကယ်အင်ဂျင်ကိုပြန်နှိုးလိုက်ပြီးမျက်ခုံးတစ်ဖက်ပင်းပြလိုက်တယ်တက်လိုက်တော့ကျွန်တော်ရဲ့အဖိုးတန် customer ကြီးရေဒရိုင်ဘာဆိုင်ကဝန်ဆောင်မှုပေးဖို့အသင့်ပါပဲရှင်းဝမ်ကပြုံးပြီးဆိုင်ကယ်ခုံကိုကင်ကာတက်စီလိုက်တယ်သူမကလက်နှစ်ဖက်လုံးကိုအနောက်မှာတေးသေးတက်ထားပြီးသူ့အင်ဂျီနားစကိုစုပ်ကင်ထားခဲ့တယ်အဲ့ဒါအနေရများတယ်လွှင့်ထွက်သွားလိမ့်မယ်ဒါဆိုရင်လည်းဖြည်းဖြည်းမောင်းပေါ့ငါသာဖြည်းဖြည်းမောင်းရင်နေအိမ်ပြန်ရောက်ဖို့နောက်ထပ်2 နာရီလောက်ကြာသွားလိမ့်မယ်နေအဲ့ဒါတေချာလို့လားသူမမတေချာခဲ့ပါဘူးအမေဖြစ်သူကိုလိန်ပြောလိုက်မိတဲ့အတွက်စိတ်ထဲမှာအပြစ်မကင်းတယ်လို့ခံစားနေရပြီလေအိမ်ကိုအဲ့ဒီလောက်နောက်ကျမှပြန်ရောက်ရင်သူ့အမေစိတ်ပူနေလိမ့်မယ်ဒါကြောင့်ရှင်းဝမ်လည်းသူ့အင်ဂျီကိုကင်ထားရုံမှတပါအခြားရွေးချယ်စရာမရှိတော့ဘူးတွားကြဆိုကျမကိုလမ်း2 လမ်းကျော်လောက်မှပဲချပေးပါရှီနီယန်ကအင်းလို့အတန်ပြုတ်ပြီးဆိုင်ကယ်ကိုစမောင်းထွက်လိုက်တယ်ရှင်းဝမ်ကစိတ်မကောင်းဖြစ်ရင်အဝေးကိုလှမ်းကြည့်နေခဲ့တယ်လမ်းပေါ်မှာလမ်းလျှောက်နေတဲ့လူတွေပိုများလာတယ်ဆိုင်တွေလည်းပိုပြီးတွေ့လာရတယ်အဲ့ဒီနောက်ဒါဟာအိမ်ပြန်လမ်းမဟုတ်မှန်သူမရုတ်တရက်သတိပြုမိသွားတယ်တေချာကြည့်လိုက်တော့သူမရှိကနေရာကရင်းနှီးနေတယ်လို့ပဲကျမတို့ဘာလို့ဈေးဝယ်လမ်းထဲရောက်နေတာလဲသူတို့အမေကိုမလဲရဘူးလေဒါကြောင့်ညစာကျွေးဖို့နင့်ကိုဒီခေါ်လာတာကဲဘာစားချင်လဲသူမရဲ့အရင်ဘဝတုန်းကသူတို့အတူတူစားဖြစ်တိုင်းရှီနီယန်ကသူမအလိုတိုင်းအမြဲလိုက်ရောပေးခဲ့တယ်ရှွမ်းဝမ်ကြိုက်တာမှန်သမျှသူလည်းကြိုက်တယ်လို့ပဲအမြဲပြောလို့ရှိတယ်အခုထိတောင်သူတကယ်ပါကြိုက်တယ်မှန်သူမမသိသေးဘူးနင်စားတာပဲကျမစားပါမယ်စံခောက်ဆွဲလားမာလာဟင်းလားဒါမှမဟုတ်ဟုတ်ပေါ့အသေးစားလားမိန်းကလေးတွေကဒီလိုမျိုးတွေကြိုက်တတ်ကြတယ်လေနင်တကယ်စားချင်တာတစ်ခုခုပေါ့ကျမကတော့အချိုပွဲစားချင်တယ်အချိုပွဲကညစာဖြစ်လို့မရဘူးလေအရင်ဆက်စားလိုက်ကြရအောင်ပြီးမှအချိုပွဲဝယ်ကျွေးမယ်ဟုတ်ပြီလားကောင်းပြီလေဒါဆိုအချိုပွဲကလွဲလို့ဘာစားချင်လဲကြိုက်တာပြောသူ့စီကနေဟင်းပွဲအမီတစ်ခုခုတိတိကျကျကြားရဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပဲနောက်ဆုံးတော့ရှင်းဝမ်ကရှီနီယန်ကိုဝန်တုံကျွေးဖို့ခေါ်လာခဲ့ပြီးအလုံးဝိုင်းဝိုင်းလေးတွေရှိတဲ့ဝန်တုံ2 ပွဲမှာလိုက်တယ်ဖြူဖြော့ဖြော့ဝန်တုံပူပူလေးတွေရောက်လာပြီးသူတို့2 ယောက်ပြိုင်တူစားကြတော့တယ်ရှီနီယန်ကရင်ကြေးကြေးစားပေမဲ့ဘာလိုနဲ့သူ့ဘက်ကန်ကခဏလေးတွင်အကုန်ပြောင်းသွားတယ်သူစားပြီးသွားတဲ့နောက်မှာလည်းသူမကိုအလုံးမတိုက်တယ်လို့ဘာမှလည်းမပြောခဲ့ပါဘူးသူမရဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီးငြိမ်ငြိမ်လေးစောင့်နေခဲ့တယ်ရှင်းဝမ်ကဇီနီယန်ရဲ့အကြည့်တွေသူမမျက်နှာပေါ်ရောက်နေတာကိုခံစားမိပြီးအနှဲငယ်ရှက်ကိုရှက်ကန်ဖြစ်လာတယ်အဲ့ဒီဝန်တုံတစ်ပကံကိုစားရတာနှိမ့်ဆက်မှုတစ်ခုလိုခံစားနေရတယ်အဲ့ဒီလိုဖိအားတွေကြားထဲကနေအတင်းမျိုးချပြီးအနှဲငယ်စားပြီးတဲ့နောက်သူမကတုတ်ချောင်းကိုချလိုက်ပြီးဗိုက်ပြေသွားပြီလို့ပြောလိုက်တယ်။နင်ကကြောင်ပေါက်လေးထက်တောင်နဲအောင်စားတာပဲအတန်းဖော်ရဲ့နင့်ကိုကျွေးရတာတကယ်လွယ်တာပဲ။ဘသူမဆိုစားခြင်းစိတ်ပျောက်သွားမှာပဲ။စားနေတော့ဒီလိုမျိုးကြီးစိုက်ကြည့်နေရင်ပေါ့။အကိုကြီးပတ်စံရှင်းမဲ့ဟုတ်ကဲ့အားလုံးပေါင်း15 ရွမ်ပါ။ရှင်းဝမ်ကသူအချိုပွဲစားခြင်းနေတာကိုမမေ့ပါဘူး။ဝန်တုံဆိုင်ကထွက်လာပြီးနောက်သူမကမုတ်တိုက်စီကိုလမ်းပြခေါ်လာခဲ့တယ်။နင်ဘယ်တစ်ခုကြိုက်လဲကျမဝယ်ကျွေးမယ်ဒါပေမဲ့အရန်တော့မစေးကြီးစေနဲ့နော်။ဈေးနှုန်းအတိုင်းတာတစ်ခုပေးလေတရားလားအဲ့ဒီတုန်းက100 ရွမ်ဆိုတာသူမအတွက်အသုံးစရိတ်အများကြီးပဲလေဝါတထေးကွက်ပဲသူအော်ရမိသွားတယ်ဒါပေမဲ့ကိတ်မုံတွေကိုတေးသေးချာချာရွေးနေတယ်လို့မျိုးဟန်ဆောင်ပြီးဆက်ကစားပေးခဲ့တယ်မှန်ဘီရိုထဲမှာကိတ်မုံမျိုးရှိနေတယ်စီနီယာကယုံရုပ်ကိတ်မုံလေးကိုမြင်လိုက်တဲ့အခါသူ့အကြည့်တွေရက်တန့်သွားတယ်စီနီယာကချက်ချင်းပဲသတိထားမိသွားတယ်ဒီတစ်ခုပေါ့အဲ့ဒါပဲယူကြဆိုကျမဝယ်ကျွေးမယ်လို့ပြောထားတာလေယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်အတူတူပြင်ထွက်တဲ့အခါမိန်းကလေးကိုဘယ်လိုလုပ်ပတ်စံရှင်းခိုင်းရမှာလဲနင်ကတကယ်ပဲနင့်ရဲ့ယွန်းတရားနဲ့ငါစိတ်ကိုဖန်ဆားဖို့ကြိုးစားနေတာလားဒါဆိုရင်တော့နင်ငါကိုမတတ်နိုင်တော့ဘူးငါကဈေးကြီးတယ်ဟုတ်ပြီလားငါစိတ်ကိုဖန်ဆားခြင်းရင်တော့အတန်းဖော်ရေးနင်ဒီထက်ပိုကြိုးစားရလိမ့်မယ်ကိတ်မုတ်ဝေပြီးနောက်ဇီနီယန်ကအချိန်ကိုစစ်ဆေးလိုက်တယ်တကယ်ကိုနောက်ကျနေပြီမို့လို့သူကဇီနီယန်ကိုဆိုင်ကယ်ပေါ်တက်ဖို့ပြောလိုက်တယ်သူတို့အမျက်မောင်းထွက်လာကြပြီးဂတိပေးထားတဲ့အတိုင်းလမ်း2 လမ်းအကွာမှာပဲဇီနီယန်ကိုချပေးခဲ့တယ်လမ်းတစ်လျှောက်လုံးမှာဇီနီယန်ကဘလို့ချွေတာရမလဲဆိုတာကိုပဲတွေးနေခဲ့တယ်နောင်ကြရင်သူ့ကိုကိတ်မုတ်လေးတွေပိုဝယ်ပေးနိုင်ဖို့ပတ်စံပို့ဆူရမယ်ပေါ့ဇီနီယန်ကဆင်းဖို့တတိပေးလိုက်မှဇီနီယန်တယောက်လက်ရှိအခြေအနေကိုတတိပြန်ဝင်လာတော့တယ်ခြေလမ်းနဲ့ငယ်လှမ်းပြီးတဲ့နောက်အရေးကြီးတာတစ်ခုခုကိုတတိရသွားပြီးအနောက်ကိုပြန်ပြေးလာခဲ့တယ်ဇီနီယန်နင်းမနှက်ပြန်ကြောင်းလာမှလားရှီနီယန်ကရှင်းဝမ်အခုတင်ဆွတ်ထားတဲ့ဆိုင်ကယ်အုပ်ထုပ်ကိုအေးလူလူပဲစောင်းလိုက်တယ်မင်းကလေးစီကရတဲ့အမွှေးနဲ့လေးကြောင့်သူ့အတန်ကနူးညံ့သွားခဲ့တယ်သူကိုယ်တိုင်တောင်တတိမထားမိပဲနဲ့ပေါ့ဘာပဲဖြစ်ဖြစ်မနှက်ပြန်ကြရင်တီးရမှာပါမနှက်ပြန်ကြောင်းမှာတွေ့ဖို့မျှော်လင့်ပါတယ်နောက်ကြရင်လူအဖွဲ့အစည်းကပို့ပြီးတော့ပြိုင်ဆိုင်မှုပြင်းထန်လာလိမ့်မယ်ပြီးတော့ဘွဲတစ်ခုကတော့အခြေခံအကျဆုံးဝင်ခွင့်လက်မှတ်တစ်ခုပဲရှင်းဝမ်ကရှီနီယန်ဟာတကယ်ပဲအရေးချင်းရှိမှန်သိထားတယ်သူ့ရဲ့အရင်ဘဝတုန်းကလိုကြောင်းပြေးခဲ့ရင်တောင်မှသူဟာလူအဖွဲ့အစည်းမှာအောင်မြင်အောင်လုပ်နိုင်အောင်မှာပါသူ့လိုထူးချွန်ထက်မြက်တဲ့သူမျိုးကဒီဘဝမှာဘွဲတစ်ခုပါထက်ရလာရင်တော့ဘယ်သူမှတားဆီးလို့မရနိုင်လောက်အောင်ပို့ပြီးတောက်ပလာမှတေချာတယ်နောက်တစ်နေ့မှာရှင်းဝမ်ကအိယာထားအနှဲငယ်နောက်ကျသွားခဲ့တယ်သူမเจ้าကိုစပိန်စီပြီးရောက်တဲ့အချိန်မှာမနက်ခင်းစာဖတ်ချိန်စတော်မဲ့ဆဲဆဲဖြစ်နေပြီသူတို့အတန်းပိုင်ဆီယာမမစ္စလူကစင်မြင့်ထက်မှာရောက်နေပြီ
ရှင်းဝမ်ကသူ့မခုံစီကိုရှောက်သွားရင်အတန်းရဲ့အနောက်ဘက်စီကိုစိတ်အလိုအလျောက်လှမ်းကြည့်လိုက်မိတယ်။ရှီနီယန်ရဲ့ခုံကတော့အခုထိလွတ်နေတော့မဲ့သူရောက်မလာသေးဘူး။သူလာလိမ့်မယ်လို့ထင်ထားခဲ့တာ။ရှင်းဝမ်ကနှကန်းကိုတင်းတင်းစိတ်ပြီးစိတ်ထဲကနေတိတ်တဆိတ်တက်ပြင်းချလိုက်မိတယ်။ခုံမှာထိုင်ပြီးတဲ့နောက်သူမကစာအုပ်ထုတ်ပြီးစာရီအော်ဖတ်တော်တယ်။မနက်ခင်းစာဖတ်ချိန်တစ်လျှောက်လုံးလင်းရကခေါင်းငုံထားခဲ့တယ်။သူမရဲ့အရင်ဘဝတုန်းကလိုပဲသူမကြည့်ရတာအခြေအနေတိတ်မကောင်းပုံရတယ်။မနက်ခင်းစာဖတ်ချိန်ပြီးသွားတဲ့အခါသူမကစာပွဲပေါ်ခေါင်းမောက်ချလိုက်တယ်။ကဘာကြီးတစ်ခုလုံးကိုအဆက်အသွယ်ဖြတ်ချင်နေတဲ့ပုံစံမျိုးနဲ့ပေါ့။ရှင်းဝမ်ကတော့အလိုက်တိစွာနဲ့ဘာမှမမေးခဲ့ပါဘူး။သူမရဲ့တိကျင်စိတ်တွေကိုပဲရင်ထဲမှာမျိုးသိပ်ထားခဲ့ရတယ်။လာပါငါနဲ့အတူအိမ်သာလိုက်ခဲ့ဦး။အတန်းကောင်းဆောင်ကဘာဖြစ်နေတာလဲမသိဘူး။ငါဒီရောက်ချင်းသူ့မျက်လုံးတွေတစ်ကြားတိလောက်ဖူးယောင်နေတာတွေ့လိုက်ရတယ်။ခုနကငါတို့အပြင်ထွက်လာတော့သူငူနေတာလား။မနေ့ကရှင်းဝမ်တပါးနဲ့လိုက်သွားခဲ့ပေမဲ့လေရလက်ကတော့ပြောင်းလဲသွားဖို့မရဘူး။သူမလည်းဘာတွေဖြစ်ခဲ့လဲဆိုတာမသိသေးဘူး။မနေ့ကရှီနီယန်နဲ့လင်းရတို့ဘာတွေလုပ်ခဲ့ကြလဲဆိုတာကိုပေါ့။ငါလည်းမသိဘူး။ငါအထင်တော့စာမေးပွဲကြားလို့တော့မဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့ကျောင်းကခုမှစောက်ဖွင့်တာလေ။အချက်လက်ကိုအခြေခံထားတဲ့ကျောင်းစီရော်တဲ့သုံးသက်ချက်ပဲ။ပြီးတော့ရီးစားနဲ့ပြတ်သွားတာလည်းလုံးဝမဖြစ်နိုင်ဘူး။အတန်းကောင်းဆောင်လိုလူမျိုးကသူ့ရဲ့ပြဋ္ဌာန်းစာအုပ်တွေနဲ့ပဲရီးစားလုံးမဲ့သူမျိုး။သူမကတို့ကျောင်းရဲ့လူဆိုးလေးရှီနီယန်ကိုတော့မကြိုက်ဘူးလေ။ခဏနေအတန်းနဲ့ကြမှာငါရဲ့တာရော့ကတ်တွေကိုမေးကြည့်ပြီးတကယ်ဘာဖြစ်နေလဲဆိုတာကြည့်ရမယ်။တာရော့ကတ်တွေကတကယ်ပဲအဲ့ဒီလောက်စွမ်းလို့လား။တာရော့ကတ်တွေကဘာမဆိုလုပ်နိုင်တယ်ဟာ။နေလိုတာမယ်လူသားကများတာရော့ကတ်တွေကိုတန်တရားဝင်ရဲတယ်ပေါ့လေ။ငါမသွားပါတယ်တာရော့ဆရာကြီးရဲ့ခွင့်လွှတ်ပေးပါနော်။ဟာတတိယနေကတော့တကယ်နောက်တက်တာပဲဘာလို့ဒီလောက်တောင်ချစ်ဖို့ကောင်းနေရတာလဲဟာ။ဝန်ဆောင်ကလင်းရကိုမကြိုက်ဘူးလေ။ဒါကြောင့်သူမကရှင်းဝမ်နဲ့ဆက်မပြောတော့ပဲ။အတန်းနဲ့ဝင်ချင်းသူမခုံစီပဲတန်းပြန်သွားတော့တယ်။ရှင်းဝမ်လည်းသူမရဲ့ပြဋ္ဌာန်းစာအုပ်ကိုထုတ်ပြီးစာရေးကိရိယာတွေကိုပြင်ဆင်ရင်းအတန်းစားမဲ့အချိန်ကိုစောင့်နေခဲ့တယ်။ကျောင်းတက်ခေါင်းလောင်းတန်မိလာပေမဲ့လင်းရကတော့စပွဲပေါ်မှာမှောက်နေတော့မယ်။ရှင်းဝမ်ကခဏလောက်စဉ်းစားလိုက်ပြီးသူမကိုတတိပေးလိုက်တော့မယ်။အတန်းကောင်းဆောင်အိပ်ပျော်နေတာလားအတန်းစားတော့မယ်မျက်နှာလေးတုပ်လိုက်အောင်